တောက်စားတတ်သူကိုနတ်အထစ်ကိုးကွယ်တင်သလားဆိုတဲ့မြေဟွန်းကအမြဲတမ်းလူတွေအတွင်းအငင်းပွားမှုဖြစ်စေတတ်ပါတယ်။ဒါပေမဲ့မြမယူကြည်မှုထဲမှာတော့အဖြစ်ကင်းစင်သူများသာနတ်မဟုတ်ကြပါဘူး။လူသားဆန်မှုစိတ်ဆန္ဒမပြီးဆုံးမှုမတရားဆုံးရှုံးမှုတွေကလည်းနတ်တပါထစ်လာစေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာနတ်38ပါးထဲမှာအငင်းပွားဖွယ်ကောင်းတယ်လို့လူလူကြားအလွန်နီးစပ်တဲ့ကိုကြီးကျော်နတ်အကြောင်းပါကိုကြီးကျော်ရဲ့မူလဘဝကိုသမိုင်းစာတဲ့တိတိကျကျမတွေ့ရပေမဲ့လူလူရဲ့ဗဆက်စကားထဲမှာတော့သူ့အကြောင်းဟာအလွန်ရှင်းလင်းပါတယ်သူဟာတောက်စားတတ်သူပျော်ရွှင်တတ်သူစိတ်ကြီးတတ်သူတယောက်လို့ဆိုကြတယ်လူမှုစီးမြင်တွေကိုအမြဲလိုက်နိုင်နေသူမဟုတ်ခဲ့ပါဘူးသို့သောသူ့ရဲ့ထူးခြားချက်တစ်ခုကတော့သူဟာလင်ညာဖုံးကွယ်တတ်သူမဟုတ်ခဲ့တာပါစိတ်ရှိသလိုပြောတတ်တယ်ချစ်ရင်ချစ်တယ်လို့ပြောတတ်တယ်မုန်းရင်မုန်းတယ်လို့ပြောတတ်တယ်အမှားလို့ရင်လည်းဝန်ခံတတ်ပါတယ်လူသားဆန်တဲ့အားနည်းချက်တွေကိုဖုံးကွယ်မထားခဲ့သူဖြစ်ပါတယ်လူသားတယောက်ရဲ့အားနည်းချက်တွေကသူ့ကိုအလွယ်တကူမေ့လျော့သွားစေတတ်ပါတယ်ဒါပေမဲ့တခါတလေရန်အဲ့ဒီအားနည်းချက်တွေကပဲလူတွေကိုနီးစပ်စေတတ်ပါတယ်ကိုကြီးကျော်ဟာအပစ်ကင်းစင်တဲ့ပုံကူမဟုတ်ခဲ့ပေမဲ့လူသားဆန်ခဲ့ပါတယ်အဲ့ဒီလူသားဆန်မှုကပဲသူ့ကိုလူတို့ရဲ့မဲ့ညွန်ထဲမှာဆက်လက်တည်ရှိစေခဲ့တာဖြစ်နိုင်ပါတယ်။တန်ရာရီများအရောက်ကိုကြီးကျော်ဟာစိတ်တင်းမာမှုများရန်ဖစ်မှုများကြောင့်အသက်ဆုံးခဲ့ရတယ်လို့ဆိုကြပါတယ်။သူ့ရဲ့တေခြင်းဟာအင်းချမ်းမှုမရှိခဲ့ဘူးလို့လူတို့ကယုံကြည်ကြပါတယ်။မပြီးဆုံးနိုင်တဲ့စန္ဒတွေမဖြီရှင်းနိုင်တဲ့စိတ်အညိုးတွေမပြီးဆုံးနိုင်တဲ့အချစ်နဲ့အာနာစန္ဒတွေကသူ့ဝိညာဉ်ကိုအေးချမ်းခွင့်မပေးခဲ့ဘူးလို့ယုံကြည်ကြပါတယ်။မြမယုံကြည်မှုအရာမတရားဆုံးရှုံးမှုနဲ့မပြီးဆုံးတဲ့စိတ်ဆန္ဒတွေဟာဝိညာဉ်ကိုနဲ့အဖြစ်ပြောင်းလဲစေနိုင်တယ်လို့ဆိုကြပါတယ်။ဒီလိုနဲ့ကိုကြီးကျော်ဟာနတ်38ပါးတဲ့သို့ဝင်ရောက်လာခဲ့တယ်လို့ယုံကြည်ကြပါတယ်။နတ်38ပါးဆိုတာဟာမတရားဆုံးရှုံးခဲ့သူများစိတ်ဆန္ဒမကီးဆုံးခဲ့သူများဖြစ်ကြတယ်လို့ရိုးရာယုံကြည်မှုကဆိုပါတယ်။ကိုကြီးကျော်လည်းအဲ့ဒီအစုထဲမှာပါဝင်လာခဲ့ပါတယ်။အထူးသဖြင့်တောင်ပြုံးနတ်ပွဲတွင်သူ့ကိုပူဇော်ကြတာအလွန်ထင်ရှားပါတယ်။နတ်ကတော်များကသူ့ကိုဖိတ်ခေါ်ပြီးပူဇော်သည့်အခါလူတို့ကြားမှာကိုကြီးကျော်နတ်တက်ကြွတဲ့ဆူတောင်းတိမ်မြင်ပြည့်စုံတယ်လို့ယုံကြည်မှုပုံမခိုင်မာလာခဲ့ပါတယ်။လူတွေဘာကြောင့်ကိုကြီးကျော်ကိုယုံကြည်ကြသလဲဆိုတာစဉ်းစားကြည့်ရင်အဖြစ်တစ်ခုကတော့သူဟာလူသားဆန်ခဲ့တာပါ။အပြစ်ကင်းစင်တဲ့ဖရားမဟုတ်ခဲ့ဘူး။ဒါပေမဲ့လူတွေလိုအပြစ်နဲ့တကွရှိခဲ့တယ်။အဲ့ဒီအချက်ကလည်းလူလူနဲ့နီးစပ်စေခဲ့တာဖြစ်နိုင်ပါတယ်။လူတွေဟာကိုနဲ့စင်တူးတဲ့သူကိုပိုပြီးနီးစပ်စွာခံစားနိုင်ကြပါတယ်။ကိုကြီးကျော်ဟာတာမန်လူတစ်ယောက်လိုအားနည်းချက်တွေနဲ့ပြည့်နေခဲ့တယ်။ဒါကြောင့်ပဲသူ့ကိုကိုးကွယ်တဲ့အခါလူတွေဟာကိုယ်တိုင်နဲ့ဆက်ဆက်နေသလိုခံစားရနိုင်ပါတယ်။တချို့ကအလုတ်ကန်တွေအတွက်ဆူတောင်းကြတယ်။တချို့ကငွေရေးအောင်မြင်မှုအတွက်ဆူတောင်းကြတယ်။တချို့ကအခြေအေးအတွက်ဆူတောင်းကြတယ်။မြ мян ဖြည့်စည်းပေးတဲ့နတ်လိုယုံကြည်ကြပါတယ်။တက်သေးပြောနိုင်မှုမရှိတော့လေယုံကြည်မှုဟာလူလူစိတ်ထဲမှာအလွန်ခိုင်မာပါတယ်။ယုံကြည်မှုဆိုတာဟာအမြဲတမ်းစိတ်ပတ်နီးကြတက်သေးလိုအပ်တာမဟုတ်ပါဘူး။လူသားစိတ်အတွင်းရှိနေတဲ့လိုဟတ်ချက်နဲ့မျှော်လင့်ချက်တွေကပဲယုံကြည်မှုကိုဖန်တီးပေးတာဖြစ်ပါတယ်။ကိုကြီးကျော်နဲ့ရဲ့သမိုင်းဟာအကျင့်စာရိတ္တသင်ခန်းစာတစ်ခုမဟုတ်ပါဘူး။ဒါဟာလူသားတယောက်ရဲ့မပြီးဆုံးနိုင်တဲ့စန္ဒတွေစိတ်လှုပ်ရှားမှုတွေအားနည်းချက်တွေအကြောင်းဖြစ်ပါတယ်။လူတယောက်ရဲ့အားနည်းချက်တွေကတခါတလေသူ့ကိုပျောက်ကွယ်သွားစီမယ့်အစားတန်ရာရီတစ်ခုအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။နောက်ဆုံးမှာတော့မေးခွန်းတစ်ခုချက်နေပါတယ်။ကိုကြီးကျော်နတ်ဟာသမိုင်းလားတန်ရာရီလားသို့မဟုတ်လူသားစိတ်ဟဲပုံရိပ်လားအဖြေကဦးတယောက်ရဲ့ယုံကြည်မှုအပေါ်မှာမူတည်ပါတယ်။သို့သောအမှန်တရားတစ်ခုကတော့သူဟာမြမယဉ်ကျေးမှုနဲ့ယုံကြည်မှုအတွင်းအရေးပါသည့်အစိတ်အပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ဒီလိုမြမနဲ့ယုံကြည်မှုများနဲ့သမိုင်းနောက်ခံများကိုဆက်လက်နားဆင်ခြင်းရင် channel ကို subscribe လုပ်ပြီး notification ဖွင့်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာထူးခြားသည့်နတ်တစ်ပါးအကြောင်းဆက်လက်ဆွေးနွေးပါမယ်။ကျေးဇူးတင်ပါတယ်။